ဒီတစ်ပတ်ပိတ်ရက်ကတော့ဘူဆန်မှာရှိတဲ့ဂွမ်လီကန်ကြီးကိုတွားလက်ပစ်ခဲ့တယ်ဒီကန်ကြီးမှာစနေနေ့ညတိုင်း8 နာရီမှာ drone show ပွဲရှိတယ်အခုလိုပူတဲ့နေရာကြီးဆိုရင်ညနေဘက်ကန်ကြီးမှာရေချိုးညဘက်မှာလေညင်းလေးခံရင် drone show ကြည့်ရတာအရန်မိုက်တဲ့ feeling ပဲကျွန်တော်တို့နေတဲ့နေရာနဲ့ဂွမ်လီကန်ကြီးတွေကတိတ်မဝေးတော့ပိတ်ရက်မှာအဖွဲလိုက်တငယ်ချင်းတွေစုပြီးတော့ကန်ကြီးထီအောင်စပိန်လေးနေရင်လေညင်းလေးခံရင်လည်းပေါ့ဗျာအိမ်ကနေဂွမ်လီကန်ကြီးထီဆိုရင်45မိနစ်လောက်စပိန်နဲ့ရောက်တယ်ဗျစပိန်နဲ့လန်ဒန်ရှော့ကတစ်ပင်တွေကအရန်ကိုစိမ့်ဆိုနေပြီးချောင်းတစ်လျှောက်နေရတာဆိုတော့မြင်ရတဲ့ရှူခင်းကလည်းအရန်ကိုတာယာပြီးတော့လေကောင်းလေတန်လည်းရတာပေါ့ဗျာဂွမ်လီကန်ကြီးကိုရောက်ပါပြီညကြရင်ဒီကန်ကြီးမှာဒရုန်းရှိုးပွဲလုပ်မှာပါကန်းကြီးလည်းရောက်တော့ထုံးစံအတိုင်းကန်းကြီးမှာတိုက်ကားလေးနဲ့အမိုက်စားလေးတွေကြည့်ဖို့ရိတ်ခအရင်ဝင်းဝဲတယ်ပေါ့ဗျာဒါတွေကတော့ညရောက်ရင်ရှိုးပြဖို့အတွက်ပြင်ထားတဲ့ drone တွေဆိုပဲအမှတ်တမဲ့ဆိုတော့ပင်လယ်ကနန်းလေးတွေမှတ်သွားတယ်ဘီယာနဲ့တောက်ဖို့အမီးမရှိရနဲ့ကောက်မိခြင်းစိတ်တောင်နည်းနည်းပေါက်သွားတယ်ချီယာတိုက်ကားတောက်ပြီးကန်းကြီးရောက်နေတော့ပြီးမယ်တော့မတော်လဲမသိဘူးလို့ဘာသိအောင်မှတော့မသိဘူးလို့မနှိုးတာလေအေးငါကမသိမေဟိုမေမဟုတ်တယ်ချောင်းလောက်ကောင်းလားမသိဘူးတတိပြချမ်းမီစုံလုံးသက်ထိုက်လာတယ်ကျွန်တော်တို့အဖွဲ့ကတော့မြင်တဲ့အတိုင်းပဲည8 နာရီမှာပြမဲ့ drone show ပွဲအတွက်ကန်းကြီးမှာလေညင်းလေးခံရင်နဲ့ဘီယာလေးတောက်ရင်မျက်စိလေးပါအစာတွေတဝါကြီးကျွေးနေရတဲ့အခိုက်အတန့်လေးတစ်ခုပေါ့ဗျာညလည်းရောက်ရောကျွန်တော်တို့လိုပဲ drone show ပွဲလာကြည့်တဲ့သူတွေများချက်ကတော့ပင်လယ်ကမ်းခြေမှာအပြည့်ပဲဟုတ်မြန်မာပြည်ကအောင်စံပူတို့ဆိုင်းရမူတို့ဇပွဲလာတော့အောင်မရတယ်ဒါကတော့ drone show ရဲ့အစပေါ့ဗျာ drone လေးတွေပြန်တက်လာပုံကပိုးဆုံးကျူလေးတွေပြန်တက်လာသလိုပဲညီချက်ကတော့လှနေတာပဲ drone show ပြတဲ့ဇက်ကောင်ဇက်ရုပ်တွေကတော့တစ်ပတ်နဲ့တစ်ပတ်မတူသလိုပြမဲ့ဇက်ကောင်ပုံမူတည်ပြီးတော့ drone ဆင်းရည်အတွက်ကလည်းတော်တော်လေးကိုကွာတယ်ဗျတကယ်လို့ဒီနေ့နွေရာသီပိတ်ရက်မှာဘူဆန်ကိုလာလေကြမဲ့သူတွေရှိရင်ညနေခင်းဘက်မှာကမ်းခြေမှာရေကူးအပန်းဖြေလို့လဲရ drone show လဲကြည့်လို့ရမယ်ဂွမ်လီကမ်းခြေကိုစနေနေ့မှာပဲလာလေကြဖို့အကြံပေးခြင်းတယ်ဗျာThank you.